တက်တက်နေတော့ဖတ်မှန်ပြီးတော့ရောက်ရှိလာပြီပေါ့နော်အဲ့ဒီနေ့ကညီမလေးတို့ပို့ပြီးတော့ဒီ challenge ကိုကြားလိုက်လို့ရှိရင်ပို့ပြီးတော့ surprise ဖြစ်သွားမယ် surprise ဖြစ်သွားမယ်ဆိုတော့အဲ့တော့အမကဒီ challenge ကိုမပြောခင်ပါပေါ့နော်ဒီလိုဆုံးဒါအကုန်လုံးမိခွန်းလေးရေးချင်တယ်အဲ့တော့နေမယ်နော်ညီမလေးတို့မှာကောင်းလေးရှိလားဒါပြည့်ရောရှိကောက်ကတော့ပြန်စဉ်းစားယူလိုက်ရတယ်ဆိုတော့ကဲတက်တက်ပြောကြည့်ပါဦးကောင်းလေးနဲ့ first date သွားမယ်ဆိုလို့ရှိရင်တက်တက်အနေနဲ့ဘယ်လိုလေးဝတ်သွားချင်လဲကောင်းလေးနဲ့ first date အဲ့လိုမစဉ်းစားဘူးတိလားမမပြောပါစဉ်းစားကြည့်ရင်ကိုကမင်းကလေးဆိုတော့လှလှလေးဖြစ်ရမှာပေါ့နော်လှလှလေးဆိုတော့သူမြင်လိုက်တာနဲ့ဟိုလှလိုက်တာဆိုတဲ့ပုံစံမျိုးလေးဖြစ်တော့မင်းကလေးဆက်ဆက်လှလှလေးဖြစ်ရမှာလို့ထင်ထိတ်ကတော့ ghost style နဲ့ကိုပဲအဲ့လို ghost style နဲ့ကိုအရင်လဲဟိုအားထုတ်ပြီးတော့မပြင်ချင်ဘူးဟိုလှလို့ကြိုက်တယ်ဆိုဖြစ်စေချင်ဘူးရမယ်လှလို့ကြိုက်တယ်ဆိုဖြစ်စေချင်ဘူးကြိုက်စေဟုတ်တယ်ပုံမှန်သွားတယ်လို့ပုံမှန်ဝန်စားနေကြပုံစံလေးပဲသွားပြမယ်ထင်တယ်သူတော့casual ပဲသွားပြမယ်အဲ့လိုအရင် dress up လုပ်လိုက်လို့ရှိရင်ကိုယ့်ကိုအရင်များသွားမလဲလို့ထင်နေကွာပုံမှန်လေးပဲသွားတူတူပဲပေါ့နော်ပုံမှန်ဝိနေကြ casual ပုံစံမှာfirst date ဖြစ်တဲ့အတွက်ကြောင့်လည်းနည်းနည်းချစ်စရာကောင်းအောင်လို့တော့ဝိဖြစ်သွားမယ်ဒီကြတော့လုံလုံချုံချုံလေးနဲ့လုံချုံနေဆိုလို့ထမိန်နဲ့မဟုတ်ဘူးပေါ့နော်ပြောချင်တာဒီလိုချင်းပေါင်းပြီးအပွားလေးပဲဖြစ်ဖြစ်အဲ့လိုချင်းလေးနဲ့အပေါ်ကဒီလို sweatshirt လေးဒါမှမဟုတ်လဲ crop top လေးလောက်ကလေးနဲ့မြင်လိုက်တာနဲ့ချစ်စရာလေးပါလားကဲဟုတ်ပြီအဲ့တော့ညီမလေးတို့ရဲ့စိတ်ကူးလေးတွေကိုလည်းသိလိုက်ရပြီဆိုတော့ challenge လေးမပြောခင်မှာအမတို့ဒါဒီနေ့လောက်ရမယ့်ပုံစံလေးကဘယ်လိုလဲဆိုတော့အမကညီမလေးတို့ကိုတယောက်ကို budget က9000ပေးလိုက်မယ်ညီမလေးတို့က shopping center ကိုသွားရမယ်ရွေးချယ်ရမယ့်အဝတ်အစားပုံစံကကြတော့ကောင်းလေးနဲ့ first date မှာတွေ့တဲ့အချိန်မှာဝေးရမယ်အဝတ်အစားပုံစံမျိုးညီမလေးတို့ကရွေးချယ်ပြီးတော့ဝတ်ဆင်ရမယ်ကဲအဲ့တော့ဒီနေ့ challenge လေးကိုကြည့်လိုက်ရအောင်စာအိပ်ကြီးတွေပါဒီလက်ဆင့်ကြလိုက်ပါကဲတိုင်းလူဖတ်မယ်1 2 3ဖတ်ပါတဲ့တဲ့အမေရိကန်လေးไม่ကျွေးခိုင်းရမှာလဲလဲမှာကောင်းစေရောကိုတမတ်ဟုတ်တယ်အော်ဒီကောင်းလေးကိုသွားပြီးမုံကျွေးလို့ရမုံလိုက်ကျွေးမုံသွားစားမှာလို့မလေးကကျွေးတော့မှာမဟုတ်သူတို့ကျွေးခိုင်းရမှာဟာလေမုံလိုက်ကျွေးခိုင်းနေဆိုတော့အမအချိန်ရောအကန့်အသတ်ရှိလားအချိန်ကကြတော့အမတို့ဒါရွက်အချိန်ပေးမယ်ဟုတ်အဲ့ဒါဆိုရင်မရိုင်းဝယ်ကျွေးခိုင်းရင်အာနာစရာကြီးနေနော်ဒီတိုင်းပတ်ဆက်ပါညာဆိုတော့ပြီးရင်တတဲ့တော့မုံဘူးပြန်ပေးရမှာဟိုသူဝယ်ကျွေးပြီးတော့အဲ့ဆက်လေအမတို့ကစီစဉ်ထားတယ် Apple မှာ treatment လုပ်ခွင့် 10% မတို့ discount ပေးသွားမယ်အဲ့တော့ဒီ challenge လေးကတော့ဒီနေ့အတွက် challenge လေးဖြစ်ပါတယ်ပြင်သွားတဲ့အခါမှာလိုအပ်တဲ့ treatment တွေကိုမတို့ဒီနေ့အပြင်သွားခင်မှာ treatment လေးတွေအရင်ဆုံးလုပ်ပေးလိုက်မယ် okay fighting ဒါကဒီနေ့မှာဝက်ချန်အစီဘူးတွေကိုလည်းကုကျင်တယ်ဒါပေမဲ့အကြောက်တဲ့သူတွေအသားနာမှာကြောက်တဲ့သူတွေအတွက်အရန်အဆင်ပြေတဲ့ acne plasma treatment လေးဒီမှာပဲဖြစ်ပါရဲ့ရှင်ဒီနေ့တော့သပင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ treatment လေးတွေပေါ့နော်ဒါဆရာနဲ့လာပြီးတော့ဆွေးနွေးပြီးတော့ဗာလေးတွေလုပ်တင်လဲဆိုတာလေးတွေနေ့ကြည့်သွားမယ်နော်အားပြတော့ဒီမေးရိုးကြွက်သားလေးတိတ်တိတ်တွေ့လေးဖြစ်သွားအောင် botox ဆေးထိုးမှာဖြစ်ပါတယ်ထိတ်ကတော့အသားရည်ညီပြီးတင်းရအောင်အမပါရဲ့ micro needling RF treatment လုပ်မှာဖြစ်ပါတယ်ကဲဒီနေ့ mission အတွက်က shopping ထွက်ရအောင်ပါဆိုတော့ shopping center ကိုသွားပါမယ်ကဲညီမလေးတို့ရေ let's goကဲညီမလေးတွေခုကတော့တို့ shopping သွားမယ့်နေရာလေးကိုတိတ်မကြခင်မှာရောက်တော့မယ်ဒီနေရာကတော့မပြောသေးဘူးရောက်ရင်တော့သိနိုင်မယ်ကဲတို့ရဲ့မင်းသမီးဖော်လေးတွေခုတော့ Junction City ကိုရောက်ပြီပေါ့နော်ဒီနေရာမှာညီမလေးရဲ့ mission ကိုလုပ်ရမှာဖြစ်ပါတယ်ကဲဝင်လိုက်တော့ let's go ကဲသွားရရဲ့မင်းသမီးဖော်လေးတွေ mission လုပ်ရမယ့်အချိန်ကိုရောက်ပါပြီအဲ့တော့လောက်ပဲထိပြီးတော့လောက်ပဲချစ်ခုလိုမျိုး challenge လုပ်တဲ့အချိန်မှာတော့တယောက်နဲ့တယောက်လုံးဝအလျှော့ပေးလို့မရဘူးတော့ချစ်လဲဆိုတော့စိုင်းအောင်ပြောပြလိုက်စိုင်းအောင်ပြောပြလိုက်ဒါပေမဲ့လုံးဝလျှော့ပေးလို့မရဘူးเนาะအဲ့တော့ဘယ်သူရင်ဆုံးပန်းဝင်လာမလဲဘယ်သူ fashion အကြမ်းဆုံးဖြစ်မလဲဆိုတာကိုအားတို့တွေစောင့်ကြည့်နေမှာဖြစ်ပါတယ်ကဲရော့အဲ့တော့
ဒါကတော့တယောက်ကို9000စီပေးတာဖြစ်ပါတယ်ကဲဒါတစ်နေ့အတွက်9000ထွက်ကြည့်လို့ရတယ်နော်9000ခိုင်းလိုက်မယ်9000ပေးလိုက်မယ်အဲ့တော့ challenge ရဲ့နာမည်ကဘာလဲ5000ကောင်းလေးနဲ့ first day မှာတွေ့တဲ့အချိန်မှာဘယ်လိုဝတ်သွားမလဲဆိုတဲ့ challenge okay ဒါဆိုရင်အချိန်စမယ်မယ်စမယ်နော်1 2 3 go ပါ9000နဲ့ဘာမှကောင်းဘူးပါရှင် Hello ဘယ်ဆက်သွားကြမှာလဲ 4ရက်လုံးအစတာထွက်မှာတော့တူနေတယ်ပေါ့နော်ပြီးရင်တော့ဆိုင်ကြီးကွဲသွားတော့မှာပါ ကဲပေါ်လက်ကြည့်ကြမယ်ဒီနေ့တော့အရင်နေ့ရလို့ပြေးတော့ပါဘူးအရင်ကြီး 80% off မဒါလေးဆိုဘယ်လောက်လဲ ဝယ်လိုက် အားဆိုအောက်ပြဆင်းရမယ် စတိုင်မယ်ထဲမှာဆိုရှိရလား စတိုင်မယ်တော့မှာပဲဖြစ်ဒီတောင်းဆို ဒီတောင်းကြောဆိုကျေးဇူးပါ ဒီစကလေးကဘယ်လောက်ဆေးရှိလဲမသိဘူးခဏလေးနော်ဟုတ်ဒီတောင်းခွဲနေပါလေဟဲ အရင် comment လေးချောချောလေးကြားတဲ့ပုံကိုတွေ့လို့သွားကြည့်ကြမယ်သူလဲဆိုတော့ချောရနော်တော်မယ်အချိန်ကုန်သွားမယ် ပေါင်းမီလေးဘယ်လောက်ရှိလဲအင်းချီ2200နဲ့3800နဲ့ပေါင်းဘယ်လောက်ရလဲ9000ကျော်ပါပြီနော်9000ကျော်ပါရမရတော့ကဲချင်းတော်ရရောက်ပါပြီ အော်9000တော့မရှိနေပါလေမတို့ချင်မှာဒီကတက်တဲ့ဆိုပဲ8000 မရှိဘူးနော်အကျေးဇူးပါ ဒီဆိုင်ကလည်းအပြက်ပဲပြော9000အောက်ဆိုဆိုင်ထဲမှာမရှိဘူးမတနာကြောင် အနည်းလေး short ပြီးထားပေးလိုက်ပါလားအမရောက်ပြီနော်ဒီဟာလေးတော့လိုချင်တယ်အကောင်လေးနဲ့သွားတွေ့မယ်အဲ့လိုမျိုး outfit လိုမျိုးလေးဆိုတော့နည်းနည်းအဲ့လိုမျိုးကခေါင်းဝင်လေးဒါမှမဟုတ်အပေါ်က top လေးနဲ့အဲ့လို skirt လေးလည်းရတယ်ခါလေးကဘယ်လောက်3800ပဲရှိရဲ့ စကတ်လေးနဲ့အင်ကြီးလေးနဲ့ဆိုလည်းထားရနော်စကတ်နဲ့လည်း4200မရ 9000အောက်ကို မဟုတ်နော် ဒီမလေးတော့ရိုက်ချင် ဟုတ်ကဲ့ကလေးလေးမကြည့်မယ်ကျေးဇူးပါကျေးဇူးပါ အပေါ်က9000လောက်နဲ့ပေးလိုက်လို့မရဘူးလား အိုးမအများကြီးပဲရှင့်4000ခွဲတဲ့ဒီဆိုင်လာမှန်သွားပြီ 3သိန်းကျော် 9000လောက်နဲ့လုပ်ပေးလို့မရလောက်ပါကျေးဇူးပြုပြီးကူညီပေးပါအချက်က9000ပဲရှိလို့ပါ အဲ့ဒါလေးရဒီခေါင်းဝင်လေးရ try ကြည့်လိုက်မယ်အမလေးခေါင်းဝင်လေးကမှအယိုလေးလေးရှိတယ်ကြာလေးပဲကြည့်လိုက်မယ်လွတ်ထင်တယ်ပြတ်တက်ကြည့်တော့လာရလို့ထင်ပါသလား ကြလားโอเคကျေးဇူးအများကြီးတင်ပါတယ်အမဆိုဒါလေးနဲ့လေမဝယ်ပြီးပါလေဒီစစ်အမကျွန်မဘယ်လောက်ဒီစစ်လိုက်တာလဲအမကျေးဇူးအများကြီးတင်ပါတယ်ရှော့ပေးရ ကြာတင်ငွေက4000နဲ့8000ပါတော့2000တောင်ပို့သေးရပေါ့နော်ဒါ9000အောက်မှာအောင်မြင်စွာရရှိသွားပါပြီဆက်ရှင်လား ဘယ်မကြည့်တော့ဘူးမတင်းနဲ့လှမယ်ဆိုတော့သိယုံကြည်ရဲ့ ကျေးဇူးပါနော်မမဒီဆိုင်ကမမတွေအကုန်လုံးကတက်တက်ကို100တစ်ထောင်ဆိုင်ပြီးတော့ရှော့ပေးလိုက်တယ်အဲ့တော့အဲ့ဒါဒီဟာကို9000 8000နဲ့ပေါ့နော်ဒါနဲ့တက်9000နဲ့ရပါတယ် ရပြီပြီးသွားပြီဆိုတော့လမ်းလျှောက်ပုံဆောင်နေယူတော့လေဒါကဝတ်ဆောင်ရပြီးရရှောင်းဒီ ဒါအခုဆိုလို့ရှိရင်တော့ခုနဟာကြတော့ small size ကအဲ့လို swap ဖြစ်သွားပါတယ်ဆိုတော့ဒါလေးနဲ့တွဲဖို့လုပ်ထားတယ်ဝတ်ကြည့်လိုက်အောင်မယ် ကဲဟိုလေလေရှိကြလားမသိဘူး ထိတ်ချင်တော့ဒါတော့စင်ပြေရပေါ့နော်ကတင်လည်းရမ်းကြတယ် body လေးလည်းပေါ်ရဲဆိုတော့
ဒါလေးပဲဝယ်လိုက်တော့ဒါလေးပဲယူလိုက်တော့မယ်ဒါ9000နဲ့ထားပေးပါဆိုတော့ session လဲ train ပေါ်တော့လည်းအရင်စစ်စစ်ပါရှင်ဒီပါဒီနေ့တော့ဈေးလျှော့ပေးကြမလို့တော့ဘူးပေါ့နော်2000ပို့လာပါတယ်ကဲရပါပြီသွားကြမယ်ဒီနေ့တော့အေးစစ်ဆေးပါပဲ โอเคမမဟိုနားမှာလာပြီရှိတယ်မမတော့ဝယ်လာတာကြည့်အဆင်ပြေခဲ့လား ပြေခဲ့မှာ next generation ဘူးရှင်ကတော့9000နဲ့ 9800ဖြစ်သွားတယ်ဒါပေမဲ့အဲ့ရဝန်တန်းမမတွေကတယောက်1000စိုက်ပြီးတော့တဲ့9000နဲ့လျှော့ပေးလိုက်တယ် ဝိုင်းချကြတာဒီ congratulations ပါအဲ့တော့ဘာဖြစ်လဲဆိုတော့ခါနေကြမှာပဲကြည့်လိုက်မယ်နော် အဲ့ဒါစောင့်ကြည့်လိုက်ပါ ကဲ9000ပေးပြီးသွားပြီတပြန်မစံတော့ဘူး Yeah mission complete အော်လာပြီ လာโอเคလာလူရောက်နေပြီအကုန်လုံးရောက်တော့ပြီဒီတော့နောက်တော့မှာ အော်9500လျှော့ပေးနော်အော် ပေးလိုက်မယ်ဆိုအော်လာပြီလာပြီမုံတော်စားတယ်ကျဲ ဘာတစ်ခါလေးဝင်လာတာလားဟဲ့ကြည့်အောင်လက်ရပါဦးလက်ရပါဦး ကဲကဲ ဒါကစိတ်မှာသွားမဲ့ fashion ပေါ့ အော်အသေးပုံလေးတွေနဲ့ ဒီချက်ဆိုဘယ်လောက်နဲ့ရလာလဲ9000နဲ့ပဲ Okay ဒါဆိုလို့ရှိရင်ဒါအမားတို့ရဲ့ဒါ challenge ကတနားရီအတွင်းမှာဒါအကုန်လုံးကတနားရီတောင်မပြည့်သေးဘူးပေါ့နော်တသေးရဆပြီးတော့35မိနစ်မှာရောက်လာတယ်ဇနက်တွေလည်းတိတိရောက်လာကြတာဆိုတော့တကယ်အချိန်ထဲမှာပဲကွက်တိဝင်နေဆိုတော့ဒီ challenge ကတော့ပြီးသွားပြီဒါပေမဲ့အမားတို့ရဲ့ main challenge ကြီးရှိနေသေးတယ် Okay အဲ့ဒီတော့ကိုဆက်ပြီးတော့ရင်ခေါ်ရအောင်ဆက်ပြီးတော့ပြည်သက်တွေကလည်းဆက်ပြီးတော့ရင်ခေါ်သွားနဲ့ဆက်ကြည့်ပေးပါအောင်ကဲဆက်သွားရအောင် ကဲညနေမှာ first date သွားမယ်ညီမလေးတွေကိုမဆက်လက်ပြီးတော့စောင့်ကြည့်နေမယ်ပရိသတ်တွေကလည်း first date သွားမယ်ညီမလေးတွေသူတို့ကိုကောင်းလေးတွေကဘယ်လိုမျိုးတွေမုတ်တွေဝယ်ကြည့်မလဲဆိုတာဆက်ပြီးတော့ရင်ကုန်စားနေကြည့်ပေးပါဦးဆက်ကြည့်ပေးပါ ဝါအခုဆိုရင်ဒါဘတ်ဂျက်9000နဲ့ဝယ်လာတဲ့အင်ကြီးလေးတွေလဲပြီးသွားပြီပေါ့အခုဝစ်ကြည့်လိုက်တော့အကုန်လုံးစိတ်တိုင်းကြလား ကြားတယ် ကြားတယ်ဒါကို fashion နဲ့ကိုပေါ့နော် Okay ဒါဆိုလို့ရှိရင်အမတို့တွေအခုတဲတဲ့ဝင်သွားမယ်သွားပြီးသားလို့ရှိရင်ပထမ mission ပြောထားတဲ့အတိုင်းပဲဒါလေး10ယောက်ကိုမုန်းလိုက်ပေးခိုင်းမဲ့ mission လေးကိုသွားမယ် Okay ဒါဆိုအားလုံး ready ပဲလား Okay fighting let's go let's go ကဲညီမလေးတို့ရေအခုကတော့ဒီမှာလက်ဟန်ကုန်းကျော်တထားယူရောက်နေပြီဟိုရှိနောက်ဆိုရင်ညီမတို့ရဲ့ mission လောက်မှနေရတော့ရောက်ပါပြီအဲ့တော့စိတ်နေပဲသွားမယ်နော်စိတ်နေပဲသွားမယ်ကဲဒါပြည့်လို့လိုက်စူးစမ်းပါလားတန်နေကောင်းစူးစမ်းသွားပါမယ်ပြောင်းပြောင်းဒီတန်နဲ့မြဒီတန်နဲ့မြစူးစမ်းသွားပါမယ်ကဲဒါဘယ်လိုပြင်ဆင်ထားလဲ ကောင်းဆုံးပြင်ဆင်ထားပါတယ်ကောင်းဆုံးကြိုးစားသွားပါမယ် ။ရောက်ဒီတမ်းများသေးဘူး။နည်းနည်းပြင်းပြထက်တယ်လေ စူးစားမယ် ။ဟုတ်ပြီထိတ်ထိတ်။စူးစမ်းပါလား စူးစားပါမယ် ။ဟုတ်ပြီ။ Okay တက်တက် အားစူးစမ်းပါမယ်။အားစူးစမ်းပါမယ်။ကဲဆက်လက်ပြီးကြည့်ပါဦးရှင်။ကဲအခုဆိုရင်ငခေါ်ကြ challenge ကြီးကတော့စတင်တော့မှာဖြစ်ပါတယ်။အဲ့တော့ညီမလေးတို့ကိုမုံချွေးတဲ့ကောင်းလေးတွေကိုအလကားကျွေးခိုင်းတာမဟုတ်ဘူး။သူတို့ကိုညီမလေးတို့ကလက်ဆောင်ပြန်ပေးလို့ရတယ်။
အဲ့ဒါကတော့ Apple မှာ 10% discount အနေနဲ့ရမယ့်ကတ်လေးတွေလက်ဆောင်ပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့တရားကိုမက10ကတ်စီပေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်အချိန်ကတော့39နာရီဝက်ပဲရမယ်အချိန်နာရီဝက်အတွင်းမှာ10ရောက်ဟုတ်ပြီစင်နေပြီလားနေပြီနော် all ready နော် okay ဒါဆိုလို့ရှိရင်1 2 3 let's go ပင်လာဟုတ်ကဲ့ပါ reject ခံလိုက်ရတော့ hello နည်းနည်းလေးဗိုက်ဆောင်လို့ဒါပေမဲ့ပတ်စံမပါတော့လေထိတ်ကိုမှုတ်လေးဝယ်ကျွေးနိုင်မလား ဝယ်ချင်းနိုင်ပါ ဝယ်ကျွေးနိုင်လား okay အဲ့ဒါသွားကြမယ် အဲ့လိုလိုက်ပြီးတော့မေးတဲ့အခါမှာဒီတော့မမေးရသေးခင်မှာရလို့မေးလို့တော့မရတဲ့ဟာမျိုးတို့ဒါမှမဟုတ်မေးတော့မမေးရသေးတဲ့အချိန်မှာနေအဲ့လို reject လုပ်ခံလိုက်ရတဲ့ဟာမျိုးပေါ့နော်အဲ့လို hello ကိုအခုလောက်ဝေးလို့ရလားအေးရှက်စရာကောင်းနေနော် တဲ့ကိုမုံလေးတေးသေးလေးပဲဖြစ်ဝယ်ကျွေးသွားလို့ရလားရှင် ရပါတယ် အဲ့ကျေးဇူးပါရတယ်ကိုဘာဖြစ်ဖြစ် ရရ ကျေးဇူးပါဒါလေးတေးသေးလေးပဲလားဒါဘယ်လောက်လဲရှင်1000ပါ1000ကိုစေကမ်းမှာ10% discount ရတာပါအဲ့ဒါဝယ်ကျွေးရတဲ့အတွက် hello ဟဲ့ခတိဝါလာဘာလို့လဲကျေးဇူးတော်ပါ okay ကျေးဇူးပါနော်တမီးမီအခုမေးဖို့ကြံခဲ့လို့မဝယ်ကျွေးလူတိုင်းတယောက်ကိုဒီ 10% off တွေအတော့မှာaesthetic clinic မှာ treatment လုပ်ဖို့အတွက် 10% off တွေပေးရဖြစ်ပါတယ်နော်ကျေးဇူးပါ ကောင်းလေးအများကြီးပဲဟိုတဲ့ကိုမုံလေးတစ်ခုလောက်ဝယ်ကျွေးသွားလို့ရလားမသိဘူးရှင်ဟုတ်ရတယ်โอเค ကိုအခုလောက်မေးလို့ရမှာ ရဝယ်ကြည့်ပါသားရတယ်ပါသားလေ စမယ် ဘယ်လောက်လဲရှင် အော် okay အဲ့ဒါအစားလိုက်မယ် okay ကျေးဇူးပါ နာမည်ဘယ်လိုခေါ်လဲ ရဲလင်းထောက် ကျေးဇူးပါနော်အခုနည်းတစ်ခုလောက်တောင်းကြပါညီမဟိုလေးဝယ်ကြည့်မလား ကြည့်ပါဦး ကြည့်လားကြည့်လားအခုရအခုကြည့်ချင်တာကြည့်တစ်ခုခုဆိုရတယ်ဟုတ်လိုက်ပါကျေးဇူးပါဆိုညီမက challenge လေးလုပ်နေရမဝယ်ကြည့်လို့ဒါအခုအတွက်ခုပွန်လေးပါရလားစင်ကလားမသိစင်ကအဲ့ဆိုရင်အချိန်ရလို့ရှင်ညီမနည်းနည်းလေးပိုက်စာနေလို့ညီမမုတ်ဝယ်ကြည့်ပါလား Okay. Sushi ya. Okay. တကူတောင်းတာ Nice. ဘာလို့လဲမင်္ဂလာပါအော်မရလားစိုင်းထိုင်နေရလားမင်္ဂလေးတွေမေးလို့ရလဲမဟုတ်ယောက်ျားလေးကိုမေးရမှာဆိုတော့အချိန်မှာကျတော့ပုံမှန်တိုင်းဆိုရင်တော့မင်္ဂလေးတွေကပို့ပြီးတော့အဲ့လိုမျိုးပြောဖို့တက်တက်ကြအဆင်ပြေပေါ့နော်ယောက်ျားလေးကျအခုချင်းလက်လေးမှာပါပေးလို့ရလားဆိုတော့အချိန်မရှိလို့ဒါပြီးတော့မအားလို့တော့အဲ့အလေးပေါ့အဲ့အလေးကတော့ neck ခက်ခဲရှိခဲ့ပါ ကောင်းမလေးရှိလားမသိမရှိဘူးဆိုရင်တစ်ဖက်လောက်ဝယ်တိုက်လို့ရလားညီမရလားကျေးဇူးများကြီးတင်ပါတယ်အဲ့ဆိုလောက်ဝင်တော့တစ်ခါကျေးဇူးများကြီးတင်ပါတယ် မလေးဝယ်ကြည့်ပါလားဝယ်ကြည့်မလားဟုတ်တယ်နေရာပြပြဒီနာကအကိုအစင်ပြတစ်ခုခုကိုကျွေးချင်တာလေးတစ်ခု ပါစားပါ ရတာလည်းဖြစ်စားလို့ရတယ် ဖြဲပြီး ရခဲသီးလိုက်ရတယ်ကျေးဇူးပါနာမည်ဘယ်လိုခေါ်လဲမသိ မကောင်းခန့်ကို ကျေးဇူးပါနော်အဲ့လိုသွားပြီး approach လုပ်ရတာပေါ့နော်ပြီးတော့တချို့တွေကြတော့မဖြေချင်တဲ့ပုံစံပေါ့နော်ဟိုအရင်လည်း reject ထိခံရတယ်ဆိုတော့တော်တော်လေးတော့ ego ကနည်းနည်းတော့ crush ဖြစ်တာပေါ့ အော်ရှေ့မှာကောင်လေးတွေအများကြီးပဲတဲ့မုံတစ်ခုခုဝယ်ပြီးတော့ကျွေးသွားရင်ဒါလေးတဲ့အနိုင်ရအောင်မတစ်ခုလောက်ဝယ်ကျွေးလို့ရမလားရှင်ရမလားရ900တထောင်ရဘာမှမဖြစ်မုံဖြစ်ရ အခုလောက်မေးလို့ရမှာကောင်းမလေးရှိလားအိမ်အောင်ရှိကတော့အခုဟမ်မရှိဘူးလားမရှိရင်အောင်မလို့တစ်လုံးလောက်ဝယ်ကျွေးလို့ရလားဝယ်ကျွေးမှာလားတေးကြရနော်အဲ့တစ်လုံးကျွေးမယ်နော် မင်္ဂလာပါဟဲ့မသိချင်တော့ရလားခဏလောက်ချိန်လေး10မိနစ်လောက်ရလားနော်ဟွာဒီလာနေကြလားဒီအော်ကိုစံနေလာနေကြလား
ခါလေးမလားဟောတငယ်ချင်းနေနေပေါ့အော်အခုညီလေးတစ်ခုတောင်းစရာရှိလို့ခုညီပေးမလားမုတ်လေးဝယ်ကျွေးပါလားမုတ်လေးဘာမုတ်ဖြစ်ဖြစ်ဝယ်ကျွေးလို့ရတယ်အကျွေးမလားအေးအခုစင်ကလာမသိဘူးအဲ့ဆိုညီမနည်းနည်းလေးမုတ်စားကြမှာညီမမုတ်ဝယ်ကျွေးလို့ရမှာဘာလဲအခုတော့အခုမှကောင်းပါလေးဖြစ်လာမရှိဘူးဆိုရင်လေဟို900ကို1000ဘူးလောက်ပဲဖြစ်ဖြစ်မုတ်လေးဝယ်ကျွေးလို့ရမှာ900ဘူးရလားအဲ့ဒါကျေးဇူးတင်ပါတယ်900ဘူးပါရှိမယ်လေအဲ့900ဘူးတစ်ခုစားမယ်နော် သွားတယ် အော်ရပါတယ်ကိုကျေးဇူးပါအကိုမင်္ဂလာပါပါတဲ့ခင်စီစဉ်မှာခဏလေးပါသွားပြီးလို့ရလားရှင်အော်ဟုတ်ကျေးဇူးပါစီစဉ်လေးလုပ်နေတဲ့အချိန်မှာခဏလေးပဲဖြစ်ပါသွားပြီးလို့ရလားရှင် sorry အော်ဟုတ်ကဲ့ရတယ်ရှင်လူတွေကကိုယ့်နာမည်ခေါ်နေရတော့လက်မကြည့်နိုင်မဲနဲ့လဲပုံပြေးခဲ့ရတယ်တခါမှမရောက်ဘူးရဟိုနောက်ကအတီးရွက်တန်းနေ9တန်းနေအဲ့ဒီတဲတဲ့အတီးရွက်မှာပေါ့တခါမှမရောက်ဘူးနေရလဲရောက်သွားပြီပါလေ အခုတစ်ခုလောက်မေးလို့ရမလားအချိန်ရလားမသိဘူးရပါအချိန်ရအခုစင်ကန်လားဟုတ်အော်အဲ့ဆိုတော့မုတ်လေးတစ်ခုလောက်လိုက်ဝယ်ကြည့်ပါဟုတ်ရပါအဲ့ဒါစားလိုက်တော့ဟာစားကြတော့စားမင်္ဂလာပါကိုမင်္ဂလာပါဟဲ့တကယ်တဲကိုဒီလမ်းထဲမှာမုံလေးတစ်ခုလောက်ဝယ်ကျွေးလို့ရမှာရှင်ရတယ်အဲ့ဆိုရင်ကျေးဇူးပါ အခုလေးတစ်ခုလောက်တောင်းတယ်မမုတ်လေးဝယ်ကြည့်ပါလားတကယ်ဝယ်ကြည့်ပါလားအတေးလေးပဲယူနိုင်မရတယ်ဟောအကြီးတိုက်ချင်တာလား ကိုမင်္ဂလာပါကောင်းပါလေးရှိလားမရှိဘူးမဟုတ်ဘူးလေးတစ်ခုလောက်ဝယ်ကြည့်လို့ရလားရလားโอเคဟုတ်တယ်ရလားအဲ့ဒါယူလိုက်မယ်နော် တဲဒီထဲမှာလိုက်ပတ်နေတဲ့တဲကိုမုံလေးမြန်ဝယ်ကျွေးလို့ရမှာတစ်ခုလောက်ဈေး900တစ်ဆောင်လေးရတယ်တရားနဲ့အော်ကျေးဇူးပါရှေ့မှာပတ်ကြည့်လိုက်မယ်နော်ဆိုင်ရလားမင်းတို့ရတယ်ဘယ်လိုဝယ်ကြည့်မလားကြည့်မလားအဲ့ဒါဟိုအနေနဲ့လည်းဝယ်ကြည့်မလားဒါပါလေအဲ့တစ်ခုလောက်မျိုးလို့ရမှာမဟုတ်ဘူးကောင်းပါလေးဖြစ်တာ မရှိဘူး မုံလေးတစ်ခုလောက်900ဘူး1000ဘူးလောက်မျိုးဝယ်ကြည့်လို့ရလားရလားဟုတ်1000ဘူးလောက်ပဲထည့်ပေးလို့ရလားနော်1000ဘူးပဲ ဟိုတဲကိုမုံလေးတစ်ခုလောက်ဝယ်ကျွေးသွားလို့ရလားရှင်အော်ရတယ်တဲ့ကိုဒါတော့ရဟိုအကျော်လေးဆိုလည်းရတယ်ဒီဟိုဝယ်ကြည့်ရလားဝယ်ကြည့်မလားโอเคအခုညီမ challenge ကြီးလုပ်နေတာအကွာမဝယ်ကြည့်ရောညီမတက်မှတ်ရပါပြီမောင်လေးလားအော် sorry မောင်လေးပဲရှိသေးတယ်ငါ15နှစ်ပဲရှိသေးတယ်မောင်လေး sorry မောင်လေးတစ်ယောက်ကိုအကိုဆိုပြီးမှားခေါ်ခဲ့ပါတယ်သူ15နှစ်ပဲရှိပါသေးတယ် အကိုတခုတော့မေးလို့ရမလားဟာမရအောင်အော် sorry ပါမရဘူးကိုမလုံးနိုင်တော့လို့ခံစားလိုက်ရတယ်တကယ်ပြောတော့ဆက်ရောက်တော့မပြေးနိုင်ဘူးဆိုပြီးတော့ခုတော့မေးလို့ရမလားကိုဟုတ်တယ်ကိုရှင်းမလားရလားတခုခုပဲရရအောင်နည်းစမ်း မစိုးရမစိုးရပါနဲ့ဟိုဒီနေ့တဲတို့ game လေးလုပ်နေတဲ့ဟာလေးမှာမုံလေးတစ်ခုလောက်တဲဝယ်ကျွေးသွားလို့ရလားရှင်ရရင်900တစ်ထောင်လေးရကျေးဇူးပါကိုကိုပါဝင်ပြရကျေးဇူးအများကြီးတင်ပါတယ်ရှင်တစ်ခုလောက်ပဲဟောလေညီမ900ဘူး1000ဘူးလောက်ပြီးမုံလေးဝယ်ကြည့်လို့ရတယ်နော်ရလား မင်္ဂလာပါခဏလောက်ချိန်လေးတမင်းလောက်ပေးပါလားမင်္ဂလာပါကိုဟဲမင်္ဂလာပါချိန်လေးတမင်းလောက်ရမလားဟုတ်ရတယ်နော် မုံလေးတစ်ခုလောက်ဝယ်ကျွေးလို့ရတယ် ဟုတ်ကဲ့ရတယ်ကျေးဇူးပါကိုအယုတ်ဝယ်လို့မရလို့ဒီမုံနဲ့ရတယ်ဒါလေးကတဲတို့ဘက်ကပြန်ပေးတဲ့လက်ဆောင်လေးပါ ပေးလို့ရလားခုလားပေးရအောင် ဒီစားလေးကြည့် အော်ဟုတ်ကဲ့ပါအကိုတခုလောက်မေးလို့ရမှာအလုံးချုံနေလားမသိဘူးမရโอเคအဲ့စညီမမုတ်လေးတစ်ခုလောက်ပဲကြည့်ပါလားဘိုက်စားနေရလားဟိုမှာအကျော်ပဲကြည့်လို့ရတယ်နော်သမက်လား let's go ကျောင်းလာဒီနေ့ကျောင်းကောင်းတယ်မလားအော်โอเค ဘာသာလို့လေတစ်ချောင်းလောက်ဝယ်ကြည့်လို့ရလားတစ်ချောင်းပဲနော် မုတ်လေးဝယ်ကြည့်ပါတခုခုအဆင်ပြေတာလေးပေါ့နော်ကြည့်မလားဟေးရနော် အခုဆို
ဆိုရင်တော့လဲလဲဆိုတဲ့နေရာကတော့တကယ်ကိုလူစီကားတဲ့နေရာပေါ့နော်အဲ့တော့လူစီကားတဲ့နေရာမှာသူတို့ပြေးပြေးလုံးလုံးလောက်ရတာလည်းမလွယ်လောက် အဲ့ဒါလေးဝယ်ကျွေးလို့မရလားညီမရတယ်โอเค900ရတယ်ရတယ် ဒီနေ့ဒီလိုကျွန်တော်က ကိုခရဲလေးတစ်ခုလောက်ဝယ်ကျွေးလို့ရလားရလားဝယ်ကျွေးရတဲ့အတွက် Epic Clinic ကနေလက်ဆောင်လေးပြန်ပေးရပါ10% discount ပါအချိန်ပြည့်အောင်မလားမသိဘူး ဟိုပေါင်မိုးလေးတစ်ခုဝယ်လိုက်မယ်ရလားနော် 900 1000လေးရတယ်ကျေးဇူးပါတုတ်ထုံး900ဘူးပဲကျေးဇူးပါကို မိုးလေးကကျွေးပါလားအဲ့ပဲဝယ်ကျွေးပါโอเคအဲ့ဝယ်ကျွေးဒီရောင်းတဲ့အကိုတယောက်ကတိတဲ့ကိုငါပြောသည်ဟိုလဲလိမ္မော်တီလေး free page တင်လို့ပါဆိုတော့ပေးရလူရှိရောလဲအဲ့လာဝမ်းသာပါတယ်ဆယ်ရောက်ပြည့်သွားရောပြည့်သွားရစီးရပါတက်လဲနော်ဝယ်ကျွေး ဒါလေးတစ်ဝဲလောက်ဝယ်ကျွေးပါလားရလားတကယ်ရလားအဲ့ဒါကျေးဇူးများကြီးတင်ပါတယ်တစ်ဝဲလောက်ဝယ်ကျွေးရတော့ ဘာလဲဖြစ်သေးသေးလေးလည်းရတယ်ဝယ်ကျွေးမလားနော်ဝယ်ကျွေးမလားရှင်းမှာပါရှိလဲ ဟိုမှာမုံလေးတစ်ခုဝယ်ကျွေးရုံပဲကို900 1000လေးရပါတယ်ဟိုကျေးဇူးပါမုံတိုင်တစ်ဆက်လိုက်ချလိုက် ဒါလေးကဝယ်ကျွေးရတဲ့လေ Epic Clinic ကလက်ဆောင်ပြန်ပေးရပါ10% discount ပို့လေးပါ ကျေးဇူးတင်ပါတယ်ဟုတ်ဒါမှမဟုတ် မမရဲ့တောက်တော့ပါလက်ကားအကိုဝယ်ပြီးတော့ကျန်2000နဲ့ကျေးဇူးပါ ကိုမုံလေးတစ်ခုလောက်ဝယ်ကျွေးလို့ရမှာမသိဘူးတစ်ခုလောက်ရလားရေခဲမုံလေးတစ်ခုလောက် တကယ်သတ်မှတ်ထားတဲ့10မျိုးလုံးပြည့်သွားပါပြီ10မျိုးလုံးကိုမျိုးမိမတူအောင်လဲဝယ်ခဲ့ပါတယ်ယောက်ျားလေး only ပါအချိန်ကတော့ဘယ်လောက်ဖြစ်နေလဲတော့မသိဘူးပေါ့နော်အဲ့တော့ပြန်လိုက်ကြတော့ okay ကျေးဇူးများကြီးတင်ပါတယ်နော်ကို ဒီမှာမုတ်လေးတစ်ခုလောက်ဝယ်ကျွေးပါလားနော်တစ်ခုရလားကဲနောက်ဆုံးပြအောင်ပြေးပါပြမလားပြေးလေးပါရောကဲခုပထမဆုံးရောက်လာတာတော့တဲတဲပါအော်တနာအောင်နှစ်ယောက်စလုံးတူတူရောက်လာတာတူတူဘလို့များပြေးလာတော့ရလာလား10ခုပြေးသွားရလာလား10ခုပြေးသွားပြီတနာဟောပြေးသွားပြီဟာရမ်းတော်တာပဲโอเคကဲအဲ့တော့ကျန်တဲ့နှစ်ယောက်ကိုဆက်ဆောင်လိုက်ရအောင်ရောက်ပါပြီ ထိတိတ်ပြေးလာပြီโอเคထိတိတ်စင်ပြေးလာရလာလားရလာဘယ်လိုရလာလဲတော်တော်မောနေတယ် 700 ဘယ်နဲ့ရော 700 17ရောင်ရလာတယ်လာပြေကိုစောင့်မျှော်ရမယ်လာပြေအချိန်တွေဘယ်လိုရှိလဲ10ရောက်ပြေသွားလား10ရောက်ပြေတယ်โอเค10ရောက်ပြေတယ်ဒီမှာလဲအကုန်လုံးကတော့10ရောက်ပြေတယ်ဒါပေမဲ့လာပြေရလေ10ရောက်တော့ပြေသွားတယ်ဆိုပေမဲ့အချိန်ကကြတော့အားလုံးသက်ဆိုင်နိုင်ဝက်ကြော်ပြီးမှရောက်လာတယ်နိုင်ဝက်ကိုမတို့အချိန်ပေးလိုက်တာနိုင်ဝက်ကြော်ပြီးမှရောက်လာတဲ့အတွက်စိတ်မကောင်းစွာနဲ့ပဲပေါ့နော်အမားတို့တတ်မှတ်တော့ short ပါပဲနော်စိတ်တော့မကောင်းတော့ 10ရောက်ပြည့်သွားပြီရောက်လာရင်ရတယ်ထင်တယ်ဒါပေမဲ့ရောက်လာအပီးကိုချိန်နိုင်ဝက်ဆိုတာမသိလိုက်ဘူးပေါ့နော် ဆရာကောင်းတဲ့မင်းသမီးကျော်လေး၄ယောက်ကတော့ခက်ခက်အချိန်တွေမှာတော့အားမတရားနဲ့အင်းနဲ့အားနဲ့ကြော်ဖြတ်ခဲ့တာကိုပြည်သက်တွေအားလုံးလည်းမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ Apple Queens Award ကလည်းဘယ်သူရမလဲဆိုတာအမှတ်တရလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့သိတာလာတယ်အဲ့တော့ဒီ challenge ဒီပြိုင်ပွဲကြီးမှာဆိုလို့ရှိရင်အမှတ်အများဆုံးရရှိတဲ့သူက Apple Queen Award ကိုရရှိသွားမှာလည်းဖြစ်ပါတယ်ဘယ်သူတွေကအမှတ်အများဆုံးရပြီးတော့ဘယ်သူတွေက Apple Queen Award ကိုရရှိသွားမလဲဆိုတာကတော့ပြည်သက်တွေကဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးပါဦးရှင်နောက်ထပ်ခက်ခဲတဲ့ mission တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးပဲတတာ တောင်းလေးငါ တော်သေးတာပေါ့ဖနက်ကို9000နဲ့မဝယ်ခိုင်းလို့ ထိုင်ခုလို့လေးစားကြလို့ဟောလေ strawberry တစ်ချောင်းရယ်ပြီးတော့အရောတစ်ချောင်းရယ်အဲ့တစ်ချောင်းပေးပါ ညီတန်းနဲ့ချိန်တွဲမဲ့ပုံစံပေါ်လာရင်ပေါ်တယ်နော် ပြင်မှာဆိုတော့အဲ့လောက်ကြီးသွားကြမှာပါမယ်ဆိုတော့ low key သွားရတော့ဆိုတော့လေဘယ်လို အရင်တောင်းနေပြီဘယ်လိုလုပ်မှာလဲကျေးဇူးနော်ကွာ ခက်ခဲကျန်းတယ်ဘဝခက်ခဲတယ်ကျန်းတယ် တစ်ချက်လောက်မေးလို့ရမလားမရ ကျေးဇူးများကြီးတင်ပါတယ်ဝယ်ကျွေးတယ်ကျေးဇူးများကြီးတင်ပါတယ်โอเค လက်ကလေးတကယ်တော့ခဲလုံးအေးပြီးတော့အရန်တုံတယ်ဒီကဲလမ်းတစ်ဖက်ထဲမှာဆိုတော့လေ ကမလေးရှိလားအားရှိလားအကောโอเคကျေးဇူးပါ ဘယ်ဒီညာချိုးတယ် ကြောက်လိုက်တာလိုက်ပြီ